အဲ့ဒီကုန်းမှာဆိုရဲအဲ့ကုန်းမှာနေတဲ့အဲ့ဒီအဲ့ဒီကုန်းမှာနေတဲ့ကုန်းမာရီတွေတဲ့အခုဟိုဘက်မှာတအားတတ်တယ်လေဒီစရေးဖက်မှာအဲ့ဒါကုန်းမှာနေတဲ့ကုန်းတရဝါတွေပေါ့နော်ကုန်းမာရီသူကကိန်းနရီမဟုတ်ဘူးသူတို့ညစ်မဟုတ်ဘူးဥပမာအဖြစ်တင်စားပြီးပြောမဲ့လူတွေကိုတင်စားပေးထားတာပေါ့နော်ငါတို့ကကိန်းနရီငါတို့ကကိန်းနရီကုန်းမာရီကိန်းနရီဆိုလို့ရှိရင်အနာကရီပေါ့နော်အနာကရီဆိုလို့ရှိတော့ကိန်းနရီကအနာကရီကိုအနာကရီဆိုတော့အနာကကရီဆိုတော့ငှက်ကလေးတွေပြောတာဆိုတော့ဗမာအဲ့လိုမျိုးပေါ့နော်ဆိုတော့ကလားတွေကအနာကရီကုံမာရီဆိုတဲ့နေရာမှာသူတို့ကကိန်းနရီနေရာမှာကုံမာရီကိုပြန်ယူထားတဲ့အိန္ဒိယကလားတွေဘယင်လောက်ရင်ဘယင်လောက်တာတို့မင်းသားလောက်တာတို့ဆိုလို့ရှိရင်အဲ့ဒါကိုသူတို့ကကုံမာရီအဲ့လိုမျိုးပေါ့နော်ကုံမာရီဆိုပြန်ပြောတဲ့ရာဂျာကုံမာရီဘရက်သားတော်တို့ဘာတို့တွေပေါ့နော်ပြီးရင်နာမည်တွေလည်းသူတို့ပေးကြတယ်အထူးသဖြင့်အိန္ဒိယတွေဘင်္ဂလားတွေဆိုလို့ရှိရင်သူတို့နာမည်ကကုံမာရီအဲ့လိုမျိုးပေါ့နော်ကုံမာရီဆိုတာကုန်းမာနေတာကုန်းမာနေရေမာနေတဲ့တရဝါမဟုတ်ဘူးအဲ့လိုမျိုးနော်ကုန်းမာနေတဲ့တရဝါအဲ့လိုဆိုတော့ကုံမာရီကကုံမာဦးအမေရိကမှာလည်းအဲ့ဒီနာမည်တွေအများကြီးပဲကုံမာဆိုတာကကုံမာနေတဲ့တရဝါလူမျိုးကိုကုံမာဆိုတော့ကိန်းနရီကရေမာနေတဲ့တရဝါကိန်းနရီဆိုတော့ငှက်ကလေးတွေတွေ့တာပေါ့နော်သူတို့အပေါ်မှာနေပြီးတော့ရေမာနေတယ်အဲ့လိုမျိုးပေါ့ကုံမာရီရေထဲမှာနားတယ်ဆိုတော့ဘဲတို့စီကဲတို့အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ရေဂျက်တို့လိုမျိုးပေါ့အဲ့ဒါမျိုးတွေဆိုတော့အဲ့ဒါကကိန်းနရီမြန်မာပြည်မှာကလားတွေတအားကြိုက်တယ်ဆိုတော့ကလားတွေကဒီနာမည်ပြန်ယူလိုက်တယ်သူတို့ကကုံမာရီဆိုတော့ကုံမာရီဆိုတော့ကုန်းမာနေတဲ့တရဝါမျိုးကုန်းမာနေတဲ့လူမျိုးအုပ်စုပေါ့ဆိုတော့ကုန်းမာနေတဲ့လူမျိုးအုပ်စုဆိုတော့ဘယ်မှာတွေ့လဲဆိုရင်အဲ့ဒီအီဂျစ်ဘက်ကလာတဲ့အုပ်စုတွေပေါ့နော်သူတို့ကုန်းမာနေတယ်ကုန်းတရဝါစားတယ်အထူးသဖြင့်နွားတို့ဆိတ်တို့ပြီးတော့အဲ့ဒီကလာအိုတို့တွေစားတယ်အဲ့ဒါကုံမာရီကုန်းမာနေတဲ့ကုံမာရီအဲ့လိုမျိုးပေါ့နော်အတိတ်ပဲတွေတိထားရင်ဒီဟာကိုကြည့်တတ်ရင်နားလည်သွားတယ်ဆိုတော့ဗမာကိန်းနရီအနာကရီဆိုတာကိန်းနရီကြတော့သူကအင်းနာမှာနေတာကြောင့်ရေနဲ့နှိစက်တာကြောင့်ရေတရဝါကိုစားတာများတယ်အဲ့လိုမျိုးနော်ရေတရဝါအများဆုံးစားတယ်အဲ့လိုအတိတ်ပဲအဲ့လိုမျိုးရေတရဝါကိုစားတော့သူတို့ကအဲ့လို fresh တော့မဟုတ်ဘူး fresh မစားဘူးပြီးရင်အဲ့လိုတကယ်ငတ်ပြီးဟေးဆိုတဲ့အခါကျတော့အကြီးကျယ်ငတ်ပြတ်တယ်ဘာကြောင့်လဲဆိုရင်ကုန်းမာနေတာကြောင့်ကုန်းတရဝါတွေတခုခုအဲ့လိုမျိုးဘေးဥပကြရောက်ပြီးဥမာခွာနာရှာနာဖြစ်မယ်ဟဲ့လားရာသီဥတုပူလို့ပိုးကြမယ်ဆိုလို့ရှိရင်ဥမာနွားတွေမှာပိုးဝင်မယ်ခွာနာရှာနာဖြစ်မယ်တခုခုဖြစ်မယ်ဟဲ့ဆိုရင်သူတို့အကြီးကျယ်ငတ်တယ်အဲ့တော့ရေတရဝါပင်လယ်နဲ့မနီးတာကြောင့်အဲ့လိုမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုအဲ့ဒီခက်ကဆိုရင်ငွေကြီးကြက်တဲကြတယ်လေငွေကြီးကြက်တဲတာကြောင့်ကုန်းမာနေတဲ့လူတွေအများဆုံးကုန်းမာကြီးတွေအများဆုံးအကြီးကျယ်ငတ်ပြတ်သိကြည့်ပြီးတော့မှကဘာပေါ်မှာတအား fight တဲ့အခါကျတော့ ice stain ကဘာပြောလဲဆိုတော့ငါဒီကဘာကြီးကိုဆွေးပလိုက်ချင်တယ်အဲ့ဒီကလားတွေကုန်းမာကြီးကလားတွေတအားအုံကြွတယ်အဲ့လိုမျိုးနော်ကုန်းမာကြီးကလားတွေတအားအုံကြွလာတဲ့အခါကျတော့တချို့သောလူတွေကတစကားဖြက်ပြီးတော့ဒုက္ခရောက်ကြတယ်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်မလို့မော်ဘတ်တန်တို့ကသူတို့ကအင်္ဂလန်ကလူတွေကြတော့ပင်လယ်ကြီးကကျဲတာကြောင့်ငတ်ဖို့မရှိဘူးအင်္ဂလန်မှာဆင်းတော့ဆင်းရဲမယ်ဒါပေမဲ့ငတ်ဖို့တိတ်နေတယ်ဘာကြောင့်လဲဆိုရင်ပင်လယ်ထဲကငါးကိုသူတို့ကရရှိနိုင်တာကြောင့်ပဲဖြစ်တယ်အဲ့လိုကုန်းမှာနေတဲ့အထူးသဖြင့်အာရပ်ဆိုရင်တက်ကန်ဒါရတွေဖြစ်တယ်အီဂျစ်တို့အာရပ်တို့တွေကြတော့သူတို့ကကုန်းမာကြီးတွေ
ကုန်းမှာနေတဲ့ကုန်းမှာရီလူမျိုးတွေဖြစ်တာကြောင့်ဒါကြောင့်မလို့ဘင်းကျဲဘင်းကောတွေပေါ့နော်ဒါကြောင့်မလို့သူတို့နေရအောင်အပြတ်လှုပ်ပလိုက်တယ်အဲ့ဒီခက်ကဆွေပေါ့တအားဖိုက်လိုက်တယ်ဒါကြောင့်မလို့စဖျားဆိုပြီးတော့စဖျားဆိုတာအနာကရီခေါ်ပေးထားတဲ့စဖျားဆိုတာဘာလဲနားမလည်နိုင်ဘူးသူတို့စက်တိုက်ကြီးချီတက်ပြီးစက်တိုက်ကြတယ်ဆိုတာနယ်မြေတွေအဲ့ဒီကုန်းမကြီးအာရပ်ကလာတွေဘင်ဂေါဘင်ဂျယ်ကလာတွေပေါ့နော်မြေတွေအကုန်လိုက်သိမ်းလိုက်တယ်မြေတွေအကုန်လိုက်သိမ်းပြီးတော့မှအဲ့လိုရေနဲ့နီးစပ်တဲ့နေရာတွေမှာသူတို့နေကြတယ်ဒီနေရာဒေသကောင်းတယ်ငါတို့အပြတ်တိုက်ပြီးတော့မှဒီနေရာငါတို့ occupy မယ်ပြီးတော့နိုင်ငံတည်မယ်မြို့ရွာတည်မယ်ဆိုတော့ဒါကြောင့်မလို့အဲ့ဒီတတာရဲ့ဘိုးဘေးဘီဘေနေပြထားတဲ့တတာ Jasmine လားအဲ့ဒီတယောက်သူကအိန္ဒိယကိုထူထောင်တဲ့လူပထမဦးဆုံးလူဖြစ်ခဲ့တယ်ဆိုတာကိုသမိုင်းတင်ပေးထားတယ်ဟုတ်မယ်သူတို့ကကုံမာရီဖြစ်လို့ကုံမာရီဆိုတော့ကုန်းတရဝါတွေစားတယ်ငတ်ပြတ်တဲ့အခါကျတော့တအားငတ်တယ်ရီဖက်အပိုင်းတွေကိုတွားရတယ်ဆိုတော့ကိန်းနရီတွေနဲ့တွားတွေ့တယ်ကိန်းနရီဆိုတာကအခုဗမာဆိုတဲ့အဲ့ဒီရီနဲ့နီးစပ်တဲ့လူမျိုးအုပ်စုနဲ့ပေါ့နော်တွားတွေ့တဲ့အခါကျတော့အဲ့ဒီဗမာတွေနဲ့သူတို့မရကြအောင်ချိကပ်ပူပေါင်းပြီးတော့မြူဆွဲရတယ်ပြီးတော့အဲ့ဒီဗမာဆိုတဲ့အင်နာကကလီတွေဆိုတဲ့ဗမာလူမျိုးတွေသူတို့ကပြန်ပြီးတော့မှဂူထဲသိပ်တပ်ပြလိုက်တယ်သို့မဟုတ်ကြောက်ထဲတော့ပစ်ချလိုက်တဲ့နိုင်ငံကိုအဲ့လိုမျိုးပေါ့နော်ပြီးတော့သူတို့နဲ့တပြေးတဲ့သူတို့မတော်လာနိုင်အောင်လှုပ်လိုက်တာပေါ့ကုံမာကြီးကလားတွေဘင်္ဂလားကလားတွေကိုမတော်လာနိုင်အောင်လှုပ်တယ်အခု2025မှာစနေပြီလေအခုSouth America မှာရှိနေတဲ့ Mexican တွေအားလုံး America မှာအဖိုက်တယ်ဒီကိစ္စတွေပဲအခုကုံမာရီတွေကုန်းမှာနေတဲ့ဘင်္ဂလားတွေအခု America နိုင်ငံထဲမှာ fight နေတဲ့ကိစ္စအဲ့ဒီဟာပြီးတော့ Asia မှာလည်း fight နေတယ် Asia မှာ fight နေတယ်ပြီးတော့ Malaysia မှာအဲ့ဒါတွေအများကြီးရှိတယ်ပြီးရင်ဗမာပြည်ထဲမှာရှိတယ်အဲ့ဒါတွေပေါ့နော်အခုနေရာတစ်ခုထပ်တောင်းတယ်ကျုပ်သမီးလေးဆိုရင်မမဝယ်ထားတဲ့မြေကရောအတိတ်ပဲကတော့အခုဘင်္ဂလားနယ်စပ်မှာရှိနေတဲ့မြေခွဲအခုအဲ့ဒီရံပြဲတို့ကြောက်တော်တို့မန်အောင်တို့ကိုသူတို့လိုချင်တယ်အဲ့လိုမျိုးပေါ့နော်နိုင်ငံတစ်ခုထပ်ထူထောင်မယ်ကလားနိုင်ငံအဲ့ဒါတွေကုံမာကြီးကလားတွေဘင်္ဂလားကလားတွေဘင်ဂျယ်ကလားတွေအမေရိကမှာလည်းအများကြီးပဲအဲ့ဒီတတာအုပ်စုပေါ့နော်တတာ group လို့ခေါ်တာပေါ့အဲ့ဒီတတာ group ကအခုမြေတချို့တောင်းတယ်မြန်မာပြည်မှာလည်းလိုချင်တယ်အမေရိကမှာလည်းအခုတဖြည်းဖြည်းနဲ့တိမ့်တာအမေရိကအစိုးရကတော့ဘယ်လိုသဘောလဲတော့မသိဘူးအခုတချို့သမိုင်းမှာတင်နေတယ်ကုံမာရီကလားတွေမက်ဆီကပိုင်တဲ့မြေကအမေရိကတဝက်ပိုင်တယ်အမေရိကအစိုးရကမတရားစွာအဲ့ဒီကုံမာရီကလားကုန်းမနေကလားလို့ခေါ်တာပေါ့နော်အဲ့ဒီကုန်းမနေဘင်ဂျက်ကလားတွေရဲ့မြေကိုအများကြီးတင်ထားတယ်ဆိုပြီးတော့အမေရိကကတချို့ဖိုက်တာတွေကလည်းအမေရိကအစိုးရကိုဖိုက်နေတယ်တကယ်တမ်းကျတော့မန်ဒလားဆိုရင်မဟုတ်ဘူးမားတယ်ကုံမာရီကလားတွေကကုန်းမာနေတဲ့ကလားတွေသူတို့ငတ်ကြည့်ကြရင်အကုန်လိုက်ဖိုက်တယ်ပြီးတော့အဲ့ဒီဗမာဆိုတဲ့ကိန်းနရီတွေကိုဖိုက်ပြီးတော့သူတို့ကကိန်းနရီဆိုတဲ့ငင်းရဲ့နာမည်ကိုသူတို့ကကုံမာကြီးဆိုပြန်ယူပြီးတော့ဒီကုံမာကြီးဆိုတာဗမာစကားထဲမှာကုံမာနေတဲ့တတော်ဝါတစ်မျိုးကိုပြောတာကုံမာနေတဲ့တတော်ဝါဆိုတော့ခြေနှချောင်းရှိတယ်ခြေလေးချောင်းရှိတယ်တွားသွားတန်တော်ဝါရှိတယ်အထူးသဖြင့်မွေတို့ဘာတို့တွေပေါ့နော်ဟိုအဖြစ်ကြက်တို့ဘာတို့တွေပြီးတော့လေးကြီးဆိုလို့ရှိရင်တော့ဝဲတို့ကျွဲတို့နွားတို့ကလအုပ်တို့အဲ့ဒါတွေမျိုးတွေပေါ့နော်အဲ့ဒါကုန်းတတော်ဝါဆိုတော့အကယ်၍ကုံမာကြီးဆိုလို့ရှိတော့ငှက်စီကူတစ်မျိုးတွေးရလိုက်မယ်ငှက်တီပေါ့နော်အဲ့လိုမျိုးငှက်ကသူတို့ကအချိန်ကျရေမှာနေတယ်ရေကအသားကိုဖမ်းစားတယ်အဲ့လိုမျိုးနော်ကုံမာကြီးနဲ့ကိန်းနရီမတူဘူးကိန်းနရီနဲ့ကိန်းနရာကအဖိုနဲ့အမငှက်ထီးနဲ့ငှက်မလေးတွဲပေါ့နော်ဆိုတော့ကုံမာကြီးကကုန်းနေတဲ့တော့ကုံမာကြီးဆိုတော့အဲ့ဒီကုံမာကြီးကလားကကြတော့ဘင်ဂျယ်ကလားအခုနေတာကြီးတို့နေရူတို့ပြီးသွားလို့ရှိရင်အခုအဲ့ဒီမိုဟမ်မတ်ကလားတွေပေါ့နော်သူတို့ကအများဆုံးအသားကုန်းသားကိုစားတယ်အဲ့လိုမျိုးဒီကလားတွေအဲ့ဒါကုံမာကြီးအင်နာကရီမာဒါတွေကိုစုပ်ပြထားတယ်ဒါကြောင့်မလို့ဗမာကိုကြောက်ထက်ကတော့ပစ်ချပြီးတော့ဗမာကိုဂူထဲသွင်းတက်လိုက်တယ်မြန်မာကိုပေါ့နော်အဲ့ဒါတွေအင်နာကရီမာရှာလို့တွေ့တယ်သူကအင်နာကလီယာနိုင်ငံတစ်ခုတစ်ဖြစ်လဲဘ
ရက်ပိဏတာရအေရှာကအဲ့ဒီအပိဏတာရမင်းရဲ့သမီးဗုဒ္ဓရဲ့မျိုးနွယ်ထက်ကတယောက်ကိုသူတို့နမူနာပြထားတယ်ဗုဒ္ဓပိုင်နဲ့မှာသူတို့ဝေအုပ်ဆိုးတဲ့အခါကျတော့သူတို့တပ်ပစ်လိုက်တဲ့နိုင်ငံတွေတော်တော်များများထဲမှာကိန်းနေကုန်းမကြီးကလားတွေပေါ့နော်မြန်မာတပြည်ဟာလုံးဝပုံတက်တွေထွင်ပြီးတော့ဟာဘောဆိုတဲ့ဟာလဲဖြက်စီးထားတာကိုမဘတ်တန်တို့လက်ထဲမှာပြထားတဲ့အမေရိကတွေတအားသိတယ်ကျုပ်တို့ကလည်းအဲ့ဒီရုပ်ရှင်တွေတချင်းတွေလိုက်ဆိုပြီးတော့မှညိုတိုရိုမတောင်းတင်ဆိုတဲ့ဟာကိုလည်းလိုက်ရှာရတယ်ညိုတိုရိုမတောင်းတယ်ဆိုတာညိုတိုရိုဆိုတာမြန်မာပြည်မှာခက်တခင်းနဲ့အတူညိုတိုရိုအဲ့ဒီဘာလဲဟိုညိုတိုရိုဆိုလို့ရှိရင်နန်ဒူကလားတွေနဲ့တူတဲ့လူအမျိုးသမီးတွေအုပ်စုတစုရှိတယ်ဥမာအဖြစ်ဒေါက်ခေဂျီတို့လိုမျိုးပေါ့နော်ဘူထောက်ဆိုင်ရဲ့မိမဒေါက်ခေဂျီတို့လိုမျိုးအယုတ်တွေပေါ့သူတို့တွေကအဲ့ဒီမိုဟန်ကတမဲကလားတွေနဲ့သွေးဆက်ပြီးတော့မှပြန်ရထားပြီးတော့မှသူတို့ကိုပြန်ပြီးတိမ်ခွဲပြီးတော့အခုတတာတို့တွေပေါ့နော်တတာတို့တွေခက်ကိုပြောင်းခဲ့ကြတယ်အဲ့လိုမျိုးပေါ့ကောင်းတယ်လေသူတို့ငတ်မခေါင်းမကြီးကြားရောက်နေတဲ့ခက်ကိုလူတွေအစားတော့အဲ့လိုမျိုးပတ်ပိုးဖို့အတွက်ပြုလုပ်တယ်မကောင်းမပြောဘူးကောင်းတယ်ဒါပေမဲ့တမိုင်းကိုအခုလိုမျိုးပြောတာတမိုင်းဒါပေမဲ့ဒီလိုမျိုးပတ်ပိုးမှုကအမေရိကန်ကိုလာမရတယ်အရင်တုန်းကဆိုတော့ဖေခင်ကဒီမှာဖေခင်ကအမေရိက Congress မှာ Congressman လုပ်ပြီးတော့တကဘာလုံးတချို့သောနိုင်ငံတွေတော့အဲ့ဒီတမဝရမှာစနစ်ဆို services agency စနစ်တချို့နည်းနည်းပတ်ပိုးနိုင်တယ်အခုတော့မရှိတော့ဘူးအဲ့လိုမျိုးတွေပေါ့နော်